ကယ်ဒမီပေးပွဲမှာပြုလုပ်ခဲ့တဲ့လုပ်ရတကူကြောင့်ဝေဖန်ခံနေရတဲ့ခက်စီသူနေတိုးရဲ့ LGBT စက်ရုံနဲ့ကယ်ဒမီနစ်နာခဲ့ရတဲ့ပုံအခုလိုဝေဖန်ထောက်ပြခြင်းခံနေရတဲ့ဒိုင်တာဦးကြည်စောတော့အလားမယ်ဘဝကနေခေါင်းဆောင်မင်းသမီးအဖြစ်အကယ်ဒမီပွဲတက်လာတဲ့သဲစုငိမ့်ဝင်းမုံရွှေရီသားလင်ဒီနေ့တော့ကောင်းဆုံးဖြစ်တာကြောင့် policy ကိုမကြည့်ပဲရွေးချယ်လိုက်ကြောင်းပြောလာတဲ့ဆွေးစင်ထားရီစားဘွားတော်ကမထင်မှတ်ထားတဲ့အရာတခုပြုလုပ်ခဲ့တဲ့အကြောင်းပြောပြလာခဲ့တဲ့နေတိုးရဲ့ဇနီးမတ်သေးစုမြတ်ရွှေအလားမယ်မြေရတနာဆိုရဲ့အချင်းရင်းနဲ့စပွန်ဆာဘဲဘဲကြီးတို့အပေါ်ဝေဖန်မှုများအကယ်ဒမီပေးပွဲမှာပြုလုပ်ခဲ့တဲ့လုပ်ရတကူကြောင့်ဝေဖန်ခံနေရတဲ့ခက်စီသူ2025ခုနှစ်ရဲ့ကယ်ဒမီဟာလေကရက်လီလီနဲ့အနုပညာရှင်တွေရဲ့အဖြစ်တွေကိုအားလုံးတွေ့ရှိခဲ့ကြမှာပဲဖြစ်ပါတယ်။ပြည်သူတွေနဲ့ပြည်သက်တွေရဲ့တောင်းဆိုမှုတွေကြောင့်ဒီနှစ်မှာတော့အနုပညာသမားတွေအကုန်လုံးစပ်ဖို့ဆက်ရမှာမကျန်မင်းသားမင်းသမီးကြီးတော်တော်များများတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။မင်းသားကြီးနေမျိုးအောင်လည်းထိုက်တယ်နဲ့အမျိုးသားစပ်ဖို့စုကိုရရှိခဲ့ပေမယ့်ကျင်းညာပေးရဲ့ကယ်ဒမီခန့်စီသူရဲ့မျက်နှာကြောင့်လူများကဝေဖန်နေကြတာပဲဖြစ်ပါတယ်။ခန့်စီသူရဲ့ပုံစံဟောင်းယခုနောက်ပိုင်းမှာအမှုပညာလှူရှားမှုတွေတိတ်မရှိတော့သလိုပြည်သက်တွေရှိကုန်နဲ့ရောက်မလာခဲ့ကြတာကြားပါပြီ။စုချင်ညာချိန်မှာပြည်သက်တွေတီးခဲ့ကြတာဖြစ်ပြီးနေမျိုးအောင်ရဲ့စုကိုကြီးညာတဲ့အခါမှာယတိပြတ်နဲ့ဘလို့ပိုစာသားမှထဲ့မပြောဘဲကြီးညာပေးခဲ့တာပါ။ဒါပြင်သူ့ရဲ့မျက်နှာကလည်းမကျေနပ်တဲ့ပုံစံပေါက်နေခဲ့တဲ့အတွက်ပြည်သက်အများစုကနေမျိုးအောင်ပေါ်မှာမကျေနပ်ချက်တွေများရှိနေသလားဆိုပြီးထင်ကြီးပေးနေကြတာပဲဖြစ်ပါတယ်။ခက်စီသူဟာလည်းဝိုင်းရနုပညာသမားကြီးတစ်ယောက်ဖြစ်တဲ့အတွက်အများသူငါရှိမှအခုလိုမျက်နှာမျိုးမလုပ်တင်တာတော့အမှန်ပဲဖြစ်ပါတယ်။အကယ်ဒမီစင်မြင့်ပေါ်မှာမျက်နှာမကောင်းလို့ဝေဖန်ခံနေရတဲ့ခက်စီသူပေါ်ပြည်သက်ကြီးတို့အမြင်ကိုလည်း comment မှာဝေမျှပေးခဲ့ကြပါအောင်ရှင်။နေတိုးရဲ့ LGBT စက်ရုံနဲ့ကယ်ဒမီနစ်နာခဲ့ရတဲ့ပုံအခုလိုဝေဖန်ထောက်ပြခြင်းခံနေရတဲ့ဒိုင်တာဦးကြည်စောတော့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။အနုပညာရှင်တိုင်းရဲ့မှတ်တိုင်တစ်ခုလို့ပြောလို့ရတယ်2025ခုနှစ်ရဲ့ကယ်ဒမီထူးချွန်စုပေးပွဲကြီးကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒီနေ့တော့ကောင်းဆုံးထူးချွန်စုရရှိသွားတဲ့အနုပညာရှင်တယောက်ချန်တိုင်းကအပိုလူမရှိတဲ့တရုပ်ဆောင်ချက်တွေကြောင့်အရန်ကြီးတော့ကြမ်းမထခဲ့ကြပါဘူး။အကြောင်းကတော့ပြည်သက်တရဲ့ရရှိစေခြင်းနဲ့အနုပညာရှင်တိုင်းကအကယ်ဒမီထူးချွန်စုနဲ့ထိုက်တန်စွာရရှိသွားခဲ့ကြတာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့လည်းမျိုးသားစပုတ်စုရရှိသွားတဲ့နေမျိုးအောင်အတွက်ကတော့တော်တော်လေးကိုပြောစရာဖြစ်ခဲ့တာပါ။အကဲဖြတ်တိုင်သူဖြစ်တဲ့ဦးကြည်စိုးထွန်းကအစာပိုင်းမှာကလေးကအကယ်ဒမီစုကို LGBT ကာရိုက်တာအတွက်ပေးမှာမဟုတ်ဘူးလို့ပြောခဲ့တာပါ။လူငယ်အတွက်တူယူမောက်စီနိုင်တယ်လို့အမျိုးသားတို့ပုံရိပ်ကြဆင်းစီနိုင်တယ်လို့ပြောခဲ့တာပါ။ဒါကြောင့်လေနေတို့ကအချောက်ကာရိုက်တာကြောင့်အကယ်ဒမီစုနဲ့ထိုက်တန်ရဲ့သားနဲ့လွဲချော်ခဲ့ပြန်တာပါ။ဒါပေမဲ့လည်းနေမျိုးအောင်ရဲ့အရက်တောက်ပြီးရန်ကမရိုင်းတယ်လို့မိသားစုပေါ်စိုးသွမ်းနေတဲ့ကာရိုက်တာနဲ့အကယ်ဒမီရသွားတဲ့အတွက်လူငယ်တွေအထူးယူလမ်းမရောက်သွားအောင်ပို့လိုက်တာနဲ့အတူတူပဲလို့ပြောနေကြတာပါ။အခုလိုတိုင်းနဲ့အယူသေးပြီးလူငယ်တွေလမ်းမလိုက်အောင်အမှုကာရိုက်တာနဲ့နေမျိုးအောင်ကိုအကယ်ဒမီပေးလိုက်တဲ့ပုံမိမိတို့မြင်လေးတွေကိုလည်းပြောသွားပေးကြပါအောင်နော်အလားမယ်ဘဝကနေခေါင်းဆောင်မင်းသမီးအဖြစ်အကယ်ဒမီပွဲတက်လာတဲ့သဲစုငိမ့်အလားမယ်လောကကနေပြည်သက်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့သဲစုငိမ့်ကတော့အခုခါမှာခေါင်းဆောင်မင်းသမီးတက်လက်အနေနဲ့အကယ်ဒမီပွဲကိုပထမဆုံးချိန်တက်ရောက်လာခဲ့ပါတယ်။သူမဟာဒီနှစ်မှာအရင်နှစ်တွေနဲ့မတူပဲကြော်ရှင်းတဲ့အမျိုးသမီးတယောက်ပုံစံနဲ့ညီညွတ်ရောင်ဝတ်စုံကိုအလားဆုံးဆင်မြန်းလာတာတွေ့ရပါတယ်။အလားမယ်လေးဖြစ်ပြည်သက်တွေအားပေးခဲ့ရကနေအခုလိုခေါင်းဆောင်မင်းသမီးတက်လက်ဖြစ်အစင်တန်းရှိပွဲတက်နိုင်ခဲ့တာဟာသူမရဲ့စူးစမ်းမှုရလဒ်ပဲဖြစ်ပါတယ်။တဲဆုညရဲ့ပွဲတက်ဝစ်ဆောင်မှာထူးခြားချက်အနေနဲ့3,900တန်မိုးရှိတဲ့ကြောက်စိမ်းရတနာတစ်ဆက်ကိုဆင်မြန်းထားတာကြောင့်တဲရဲ့အလှဟာပို့ပြီးတော့တင့်နေခန့်ညားနေပါတယ်။ပွဲတက်ရမှာလဲဆရာထူးနဲ့အတူကပ်ပဲအယောင်လေးတွေညှိဝင်လာတာကြောင့်ပို့ပြီးတော့ကြည်ကောင်းနေသလိုအလားမယ်တအူးရဲ့ကြော်ရှင်းမှုနဲ့မင်းသမီးတအူးရဲ့ရင်းကျက်မှုတို့ပေါင်းစပ်နေတာကိုမြင်တွေ့ရပါတယ်။အယောင်ရင်းဝတ်ဆောင်နဲ့ကြောက်စိမ်းစိမ်းလေးတွေလိုက်ဖက်နေတဲ့တဲရဲ့ပုံရိပ်တွေကတော့အကယ်ဒမီညရဲ့အလှပါဆုံးမြင်ကွင်းတစ်ခုပါပဲ။တဲဆုညရဲ့ပရိသတ်တရားလည်းသူမရဲ့ပြောင်းလဲလာတဲ့အလှတရားနဲ့ခေါင်းဆောင်မင်းသမီးတယောက်ဖြစ်ပွဲတက်နိုင်ခဲ့တာကိုအလွန်ကျေနပ်အားရနေကြပါတယ်။တဲလေးကပိုလှလာတာပဲဆိုပြီးတော့ဝိုင်းဝန်းချီးကျူးနေကြသလိုသူမရဲ့အနုပညာခရီးလမ်းမှာနောက်ထပ်အောင်မြင်မှုတွေရရှိဖို့လည်းဆုတောင်းပေးနေကြပါတယ်။အခုလိုကြောက်စိမ်းရတနာတွေနဲ့ကြော်ရှင်းစွာပွဲတက်လာတဲ့တဲဆုညိဟာလူငယ်အနုပညာရှင်တွေထဲမှာအထင်ပေါ်ဆုံးအနုပညာရှင်တဦးဖြစ်နေပါတယ်ရှင်။ဝင်းမုံရွှေရီသားလင်ဒီနေ့တော့ကောင်းဆုံးဖြစ်တာကြောင့် policy ကိုမကြည့်ပဲရွေးချယ်လိုက်ကြောင်းပြောလာတဲ့ဆွေးစင်ထိုက်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။အကယ်ဒမီစုပေးပွဲကြီးကတော့ကြီးကျယ်ခမ်းနားစွာနဲ့ဒီကနေ့9ရက်နေ့မှာပဲပြုလုပ်ကျင်းပသွားတော့မှာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေကိုအပြောင်မြောက်ဆုံးသရုပ်ဆောင်ထားတဲ့အနုပညာရှင်တိုင်းကလည်းအကယ်ဒမီစုကြီးကမိမိအတွက်လောက်
ဒါမှမဟုတ်ထိုက်တန်တဲ့သူဘသူရမလဲဆိုတာရင်ကုန်စိတ်လုံရှာနေမှာကတော့အမှန်ပါရုံတင်စကားကြီးတဲ့တရုတ်ဆောင်တိုင်းကလည်းအပိုလိုမရှိတကယ်ကိုအပြစ်ပြောစရာမလိုအောင်ကောင်းနေကြတာကြောင့်ဒိုင်တွေအနေနဲ့ကတော့တော်တော်လေးခက်ခက်ခဲခဲရွေးချယ်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်လေကယ်ရမီကဲဖြတ်တိုင်းတွေကတယောက်ဖြစ်တဲ့မင်းသမီးကြီးဆွေစင်ထိုက်ကတော့ပြည်သက်တီတယောက်ပြောလာခဲ့ပြီးဖြစ်ပါတယ်။အခုနှစ်ကစကားကောင်းနေကြီးမို့အရန်ချက်တဲ့နေ့ဖြစ်ကြောင်းဒါကြောင့်လေ policy ကိုမကြည့်သလိုဟိုဘက်နှစ်ကရှားပြီးသားသူဆိုပြီးမပြီးတော့ပဲနေမှာမဟုတ်ကြောင်းနေ့တနေ့ရဲ့အကောင်းဆုံးဖြစ်သူကိုတောင်ရွေးချယ်ကပေးသွားမှလို့ဆိုပါတယ်။ဒါကြောင့်လေဆွေစင်ထိုက်ရဲ့ပြောစကားအရဇလန်းဆိုင်ခိုင်းတယ်လို့လောက်ကွက်မိုက်တဲ့စကားကိုသာရွေးချယ်ကတနေ့မှတကားသာရိုက်ပြီးအကောင်းဆုံးချပြခဲ့တဲ့ဝင်းမုံရွှေသာရနိုင်နေဆိုပြီးပြောနေကြတာပါအထူးသဖြင့်ဝင်းမုံရွှေရဲ့နန်းဝင်တဲ့စကားကြီးကရုံတင်ရအနေနဲ့ဆယ်ပတ်ကျော်နေပြီဖြစ်ကစံချိန်ကိုလွန်နေခဲ့တာဖြစ်ပါတယ်ဒီအတွက်ကြောင့်ပဲအမှုပညာလောကတွေကနောက်ပေါက်လေးတွေအနေနဲ့အကယ်ဒမီရဖို့ဆိုတာတော်တော်လေးကိုမလွယ်ကူတော့ဘူးလို့ပြောလို့ရပါတယ်လက်ရှိကဲဖြတ်တိုင်ကောင်းရဲ့နောက်ဆုံးတွတ်တဲ့အချုပ်အနေနဲ့ဝင်းမုံရွှေသားဖြစ်ဖို့များနေတာလို့ပြောလို့ရနေတာဖြစ်ပါတယ်။ရီးစားဘွားတော်ကမထင်မှတ်ထားတဲ့အရာတခုပြုလုပ်ခဲ့တဲ့အကြောင်းပြောပြလာခဲ့တဲ့နေတိုးရဲ့ဇနီးမတ်သေးစုမြတ်ရွှေမင်းသားကြီးနေတိုးကတော့အခုတခါမှအိမ်တော်တဲ့ဘဝကိုရောက်ရှိတာ၄နှစ်ရှိပြီဖြစ်ပြီးဇနီးတဲ့ပေါ်မှာကျေးဇူးတင်ကြောင်းနဲ့တစ္ဆာရှိရှိချစ်သွားမယ်ဆိုတဲ့စာရှိကြီးကိုရေးထားကလူများအားကြောင့်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။မင်းသားနေတူဟာစက်ရုပ်ကုံကိုလူတလူခန်းစားချက်သွင်းလိုက်ပြီးဟာသားနဲ့ဒရမာတွေပိုင်နေဆွေဆောင်ရနုပညာရှင်ဖြစ်ပေမယ့်စကားပေါ်မှာနဲ့လက်တွေ့ပေါ်မှာအချင်းစရိုင်လွန်ကွဲပြားတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ဇလန်းနေထဲမှာတော့ပြိတ္တကြီးကံပြီးမျက်နှာချိုရင်မင်းသားကြီးဖြစ်ပေမယ့်တကယ်လက်တွေမှာတော့အနေအင်းနဲ့မင်းသားကြီးဖြစ်ပါတယ်။အလုံးနဲ့ကိုကြီးကိုရာကိုခွဲခြားနိုင်ပြီးမျက်နာတီကအနေအေးတဲ့မင်းသားဖြစ်တဲ့နေတိုနဲ့ရီးစားဘွားမှာသူမအပေါ်မထင်မှတ်ထားတဲ့အရာတစ်ခုကိုပြုလုပ်ခဲ့ကြောင်းကိုဇနီးဖြစ်သူတဲဆုမြတ်ရွှေဟာအခုလိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။အနေအေးတဲ့လူယိုကြီးဖြစ်ပေမယ့်ထူးအိမ်သိရဲ့စကလုံးတွေထပ်မလို့ဘူးတချင်နဲ့သူမကိုပိုးခဲ့ကြောင်းပြောပြီးနောက်နေပေါင်းများစွာထိဆက်ချစ်သွားမယ့်အကြောင်းကိုလည်းစာရင်းမှာရေးထည့်သွားတာပဲဖြစ်ပါတယ်။အနေအေးတဲ့လူယိုကြီးဖြစ်ပေမဲ့ဇနီးတဲ့ကိုချစ်တဲ့ကြောင်သိခဲ့ရတဲ့နေတိုးတို့ဇနီးမောင်နှံရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့အမြင်ကိုလည်းကောမန့်မှာဝေမျှပေးခဲ့ကြပါအောင်ရှင်။အလှမဲ့မြဲရတနာဆိုရဲ့အချင်းရင်းနဲ့စပွန်ဆာဘဲဘဲကြီးတို့အပေါ်ဝေဖန်မှုများအလှမဲ့မြဲရတနာဆိုကတော့သူမရဲ့ချစ်သူနဲ့ပတ်သက်ပြီးစိတ်ဆိုးနေရင်ကိုဝေလေးချစ်နေတဲ့အချိန်ဆိုရင်တော့အပားလို့ခေါ်ပါတယ်ဆိုပြီးပုံမွေလေးလေးဖွင့်ရလာပါလေ။တရေကားတူကြည့်ရမှာလေချစ်သူရှိနေတော့မထောက်တော့ဘူးဆိုတဲ့သူမရဲ့စကားကြောင့်ပရိသတ်တချို့ကကြည်နူးနေကြပေမယ့်တစ်ဖက်မှာတော့ပြင်းထန်တဲ့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်အထူးသဖြင့်ချစ်သူကိုပပဒယ်ဒီလို့ခေါ်ဆိုတဲ့အတုံးလုံးဟာအရှင်ခေတ်ကစပွန်ဆာယူတဲ့ Sugar Daddy ပုံစံမျိုးကိုပေါ်တင်ထုတ်ပြနေတယ်လို့ဖြစ်နေတယ်လို့ social media အသုံးပြုသူတချို့ကထောက်ပြနေကြပါတယ်။အခုလိုချစ်သူကိုဖခင်တပွဲတင်စားခေါ်ဆိုတာကိုဂုဏ်ယူစွာနဲ့လူသိရှင်ကြားပြောပြနေတာဟာမြမရဲ့ကျေးမှုနဲ့ကြည်ရင်လွန်လွန်းနေတယ်လို့ဝေဖန်သူတွေကဆိုပါတယ်။ခေတ်ကြီးကပြောင်းလဲသွားပြီဆိုပေမယ့်ဒီလိုသုံးလုံးတွေကိုပေါ်တင်ကြီးချပြနေတာကတော့မတင်တော့ဘူးဆိုရင်မှတ်ချက်တွေလည်းရှိနေပါတယ်။မြေရတနာဆိုရင်အချင်းရင်ဟာလူပြောများတဲ့တည်င်းတစ်ခုဖြစ်နေတယ်လို့အချင်းနဲ့ပတ်သက်တဲ့သူမရဲ့ခံယူချက်တွေပေါ်မှာလည်းအငင်းပွားပွဲရတွေဖြစ်နေရပါတယ်ရှင်။